လာပါလို့ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်ဒီကနေ့ကျမတို့ခရိယန်များတလုံးတဝတည်းဖြစ်ရေးဆုတောင်းခြင်းအစီအစဉ်အချိန်ကြာရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ရှေးဥစွာကျမဒီကနေ့ဥဆောင်သွားကြမယ်အစီအစဉ်များကိုရှေးဥစွာဖတ်ကြားလိုပါတယ်နံပါတ်1အစီအစဉ်အရတဘာပတိအနေဖြင့်ကျမအခါနှစ်ချင်းခရိယန်အဖွဲ့ချုပ်ရဲ့အမျိုးသမီးဌာနတဘာပတိဆီယာမအန်နာဂျာဗီကနေဦးဆောင်သွားမှာဖြစ်ပါတယ်။အစီအစဉ်နှစ်အရာအဖွဲ့ဆွမ်းတောင်းခြင်းကို Reverend ဦးတင်နိုင်ဝင်းအတွင်းရေးမှူးရှမ်းနှစ်ချင်းခရိယန်အဖွဲ့ချုပ်မှဦးဆောင်သွားမှာဖြစ်ပြီးတော့အစီအစဉ်3ဂုံတော်ချီးမွမ်းခြင်းကက်သလစ်အသင်းတော်အစီအစဉ်4ကျိုးဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း Reverend ဖိလိမူပန်တင်းအုပ်ဆရာနောင်ဖာလာဟူအသင်းတော်အစီအစဉ်9ခရိယန်များတလုံးတဝတည်းဖြစ်ရေးနှုတ်ခွန်းဆက်တဝန်လွှာဖတ်ကြားခြင်းကို Father Francis Charles မှဦးဆောင်သွားမှာဖြစ်ပါတယ်အစီအစဉ်6အရာဂုံတော်ချီးမွမ်းခြင်းကက်သလစ်အသင်းတော်အစီအစဉ်9ကျမ်းစာတော်မြတ်ဖတ်ကြားနာယူခြင်းကိုကက်သလစ်အသင်းတော်မှဦးဆောင်ရန်ဖြစ်ပြီးတော့အစီအစဉ်8ဂုံတော်ချီးမွမ်းခြင်းလာဟူကျမ်းစာကျောင်း KLBBS မှာဂုံတော်ချီးမွမ်းမှာဖြစ်ပါတယ်အစီအစဉ်9အရာဒေသနာဟောကြားခြင်းကိုမွန်စီညောစတေဖန်အာချူကျိုင်းတုံကက်သလစ်သာသနာမှာဒေသနာဟောကြားမှာဖြစ်ပါတယ်အစီအစဉ်10နှစ်စဉ်ယုံကြည်ခြင်းအချုပ်ကိုအတူတကွယူဆိုဝန်ခံဖို့ဖြစ်ပါတယ်အစီအစဉ်7အလူတော်ငွေကောက်ခံခြင်းလူတော်ငွေကောက်ခံနေခြင်းမှာ4ယောက်တန်ဆောင်ချီးမွမ်းခြင်းနောင်ဖာလာဟုအသင်းတော်ဖြစ်ပါတယ်အစီအစဉ်7အလူတော်ငွေဆက်ကပ်ခြင်းကို Reverend နန်ခမ်းယုံတင်းအုပ်ဆရာမကဏ္ဍလုံးရှမ်းအသင်းတော်ကနေဦးဆောင်မှာဖြစ်ပါတယ်အစီအစဉ်73အထူးဆုတောင်းခြင်းကို Reverend Dr. Razaru အတွင်းရေးမှူးလာဟူနိချင်းခရိယန်အဖွဲ့ချုပ်မှဦးဆောင်ပြီးတော့အစီအစဉ်14သမတ်တချင်းအမတ်စဉ်18 3ပိုက်ကိုတည်ဆိုမှာဖြစ်ပြီးတော့အစီအစဉ်15ကောင်းကြီးပေးခြင်းကို Reverend S. David တေအုံဆရာကျိုင်းတုံကချင်နိချင်းအသင်းတော်နောက်ဆုံးအစီအစဉ်16အစားအသောက်တွေစက္ကက်ဆုတောင်းခြင်းကိုဆီယာမအရီဇဘက်အတွင်းရေးမှူးကျိုင်းတုံဝနိချင်းတတနာနယ်မှာဒီနေ့အစီအစဉ်အားလုံးကိုအတီးတီးဥဆောင်သွားကြမှာဖြစ်ကြောင်းရှေးဥစွာဖော်ပြလိုပါတယ်အခုဆက်လက်ပြီးတော့ကျမတို့အခုအစီအစဉ်အစပြုနိုင်ဖို့ရန်အတွက် Reverend ဦးတင်နိုင်ဝင်းအတွင်းရေးမှူးရှမ်းနှစ်ချင်းခရိယန်အဖွဲ့ချုပ်မှအဖွဲ့ဆုတောင်းပေးဖို့ရန်အတွက်ရိုသေလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်အတူတူကဆုတောင်းဆက်ကပ်ကြပါစို့တန်ရှင်မြင့်မြတ်ဆုံးလင်းတော်မူ၍လူမျိုးတကာတို့ခိုးလုံးကိုးစားရာဖြစ်တော်မူထတော်ထာဝရမြတ်စွာသောဘုရားသခင်ကိုရရှင်ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာသမီကျွန်တော်ကျမအယောက်စီတို့သည်ယနေ့ထိတိုင်အောင်သက်ရှင်လှုပ်ရှားခွင့်ပေးပြီးဒီကာလယနေ့တာယာတော်နနက်ခင်းမှာဤဗိမာန်တော်၌အတူတူကဆုယုံပြီးဒီကာလကိုရရှင်ဘုရား၌တလုံးတဝသည်ဖြစ်နိုင်စေရေးအတွက်တူတူကကိုရရှင်ဘုရားရှိမှောက်တာပြတ်ဖို့ကိုးကွယ်ရတဲ့အခွင့်ကိုကိုရရှင်ဘုရားပြင်ဆင်၍ကောင်းကြီးပေးတော်မူသောကြောင့်ကိုရရှင်ဘုရားအားကျေးဇူးတင်ပါ၏ဖာသာရမီကျွန်တော်ကျမအယောက်စီတို့သည်ကိုရရှင်ဘုရားအားပြတ်ဖို့ကိုးကွယ်သည့်ချိန်နာဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းပြတ်ဖို့ကိုးကွယ်နိုင်စေခြင်းလို့ငါတန်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းသက်၍ကိန်းအောင်တော်မူပါစီစဉ်တစ်ခုစီတိုင်းမှာဝိညာဉ်တော်ဘုရားရဲ့လမ်းပြပေးခြင်းအဖြစ်ကိုရရှင်ဘုရားရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားစေနိုင်တဲ့ဝုပြုကိုးကွယ်ခြင်းဖြစ်နိုင်စေခြင်းလို့ငါလမ်းပြ၍ပို့ဆောင်ပေးသနာတော်မူပါပါဝင်မဲ့သူတယောက်စီတိုင်းနဲ့သူလာရောက်လေရှိတဲ့ကိုရရှင်ဘုရားရဲ့တာသမီကြီးငယ်ပေါ်၌လိုအပ်လည်းရှိတဲ့ကြမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့သူဝိညာဉ်ရှင်လန်းခြင်းစုကျေစုကောင်းခြင်းမင်္ဂလာကိုပတ်စည်း၍ကောင်းကြီးပေးတော်မူပါ
စီစဉ်လုံးစုံတို့ကိုကိုရရှင်ဖရားရဲ့လက်တပွဲတို့စက္ကအနန္တချိန်မနေ့ယနေ့နောက်ကာလထာဝရအသက်ရှင်တော်မူသောသားတော်သခင်ယေရှုခရစ်ရဲ့နာမတော်ကိုမြည်ပြုလက်ယိုသေးလေးမြတ်စွာဖြင့်ဆုတောင်း၍စက္ကအနန္တကြပါ၏အဖထာဝရမြတ်စွာတော်ဖရားအာမင်အဖွင့်ဆုတောင်းပေးပါတော့ဆရာတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်အခုအစီအစဉ်3အရာဆက်လက်ပြီးတော့ကက်သလစ်အသင်းတော်မှာဂုဏ်တော်ချီးမွမ်းခြင်းအပြင်ဆက်လက်ဝတ်ပြုကိုးကွယ်ကြပါစို့
ကုန်တော်ချီးမွမ်းပေးပါတော့ကက်သလစ်အသင်းတော်ကိုအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်အခုဆက်လက်ပြီးတော့ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းကို Reverend Philip Mopan သင်းအုပ်ဆရာနောင်ဖာလာဟုအသင်းတော်မှပြောကြားပေးပါရန်ယူသေးလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်Shalom အားလုံးမင်္ဂလာပါအမဒါမမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ကျမ်းတော်မြို့ပေါ်မှာရှိတဲ့ခရိယာများတလုံးတဝတီးဖြစ်ရေးဆုတောင်းခြင်းရတတပရဲ့ပိတ်ပွဲအစီအစဉ်မှာကျွန်တော်နောင်ဖာလောက်နေချင်းခရိယာအသင်းတော်ရဲ့ပိတ်မှာတော်မှာကြောက်ရောက်ပြီးမှပိတ်ပွဲကိုသူကပြုလုပ်ခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ကျွန်တော်ကျမ်းတော်မြို့မှာအခုလိုခရိယာအသင်းတော်များစုပေါင်းပြီးမှဝတ်ပြုကိုယ်ွယ်ခြင်းမပြုနိုင်ခဲ့တာအတော်ကြာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ကလေးဘဝကဆိုရင်နေ့တိုင်းခရစ်စမတ်ဝတ်ပြုကိုယ်ွယ်ခြင်းရှိခဲ့ပါတယ်လွန်ခဲ့တဲ့ခရစ်တက်ကကြီး2000အနိပါဝတ်ခြင်းမှာဖြစ်မယ်တဲ့မလေးရှားကဆရာတော်ကြီးတပါးလာပြီးမှအနာငေးခြင်းစုတောင်းခြင်းပြုမယ်လို့ကျွန်တော်အသင်းတော်ပြန်လည်ပြီးမှစီဝေးနေတဲ့အချိန်မှာအစကတော့ကျွန်တော်မြို့မှာအကစားကွင်းကိုပြုတ်ဖို့ဒါမဲ့အခွင့်မရတဲ့အတွက်ကြောင့်ကျွန်တော်ကက်တရီဘုရားကျောင်းရှိတဲ့စုံစမ်းကုန်းမှာစုတောင်းခြင်းကိုစုပေါင်းပြီးမှတခြင်းပြုတ်ခဲ့ဘူးပါတယ်အဲ့ဒီခြင်းကပထမညပဲကျွန်တော်အဲ့ဒီဆရာတရားဟောခွင့်ရတယ်နောက်တညကျတော့ခွင့်မပြုတော့ဘူးအဲ့ဒါကကျွန်တော်အသင်းတော်ပေါင်းစုံရဲ့အသင်းတော်များအားလုံးရဲ့စုပေါင်းဝတ်ပြုတ်ကွယ်ခြင်းနောက်ဆုံးအခြင်းပဲဖြစ်ပါတယ်ခုနှစ်နဲ့ရည်တွဲမယ်ဆိုရှင်25နှစ်နီးပါးလောက်ရှိပြီဖြစ်ပါတယ်သို့တော်လည်းဖျားသခင်ရဲ့အကြာစီအလုံးတော်ရှိတဲ့အတိုင်းပြီးခဲ့တဲ့လကကျွန်တော်ကက်သလစ်အသင်းတော်ရဲ့ဂိုင်းအုပ်ဆရာတော်ကြီးဖြစ်တဲ့ဘီရှော့ဂျွန်ဆန်ယောဟန်ကနေဒီကျမ်းတော်မျိုးမှာရှိတဲ့အသင်းတော်တွေကိုဖိတ်ကြားပြီးမှရတတပါအဆုတောင်းခြင်းအစီအစဉ်ကိုပြုဖို့ဆွေးနွေးတိုင်ပင်တယ်ဖွေပွဲကိုကက်သလစ်ဘုရားကျောင်းမှာပြုလုပ်ဖို့ဟိုမှာသဘောတူခဲ့ပါတယ်ပိတ်ပွဲကိုတနေရာမှာကျွန်တော်ကျင်းပရအောင်လို့ဆရာတော်ကြီးကပြောတဲ့အချိန်မှာကျွန်တော်အချက်ချင်းပဲကျွန်တော်နောက်ဖာအသင်းတော်မှာလာပြီးမှပိတ်ပွဲလာပြုလုပ်ပါလို့ဖိတ်ခေါ်တဲ့အတိုင်းပဲကက်သလစ်ဖက်ကဆရာတော်ကြီးများလည်းသဘောတူတယ်လို့နေချင်းအသင်းတော်ကအသင်းတော်ဆရာတော်ကြီးတွေလည်းသဘောတူတဲ့အတွက်ကြောင့်ဒီကနေ့လို့ဝတ်ပြုကိုယ်ွယ်ခြင်းပိတ်ပွဲအစီအစဉ်ကိုကျွန်တော်အသင်းတော်မှာကျင်းပခွင့်ရခြင်းဖြစ်ပါတယ်ဒီအတွက်လည်းအထူးပဲကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်ဒီကနေ့ပိတ်ပွဲအစီအစဉ်မှာအချင်းချင်းလောက်တာထက်ခါနာဖြစ်စေခြင်းနဲ့ကျွန်တော်အပတ်တိုင်းဖျားเจ้าမှာဆူတောင်းတဲ့အချိန်ဒီလိုပဲလူအပြစ်ဖျားရှိခိုးနေကြဒီအစီအစဉ်ကြမှာတရားနေရာပဲလာလို့ရှိရင်ဖျားเจ้าကခုံတွေပဲလှုပ်နေမှာဖြစ်ပါတယ်ဒါကြောင့်ကက်သလစ်ဖက်မှာလည်းအများကြီးပန်ဝင်ပေးပါမြို့ဖက်မှာရှိတဲ့အသင်းတော်အတီးတီးလည်းပန်ဝင်ပေးပါကျဲတဲ့လောက်ပန်ဝင်ပေးပါလို့ဖိတ်ကြားထားတဲ့အတိုင်းအခုကအာရပါရကျွန်တော်ကက်သလစ်အသင်းတော်ကတော့မြေတဲ့အတိုင်းပဲနော်အများကြီးပန်ဝင်တက်ရောက်ပေးတဲ့အတွက်စိတ်ထဲမှာရင်ထဲမှာလိုက်လဲပျော်ရွှင်ကြည်နူးဝါသာမိပါကြောင်းဟောပြလိုပါတယ်ထို့နည်းတူကျွန်တော်နေ့ချင်းအသင်းတော်အတီးတီးမှဓမ္မဆရာကြီးဆရာမကြီးများနဲ့အသင်းသူအသင်းသားများလည်းပဲဒီနေ့အားကျုံးမှာတက်ရောက်ပြီးမှပန်ဝင်ပေးတဲ့အတွက်လည်းအထူးပဲယေရှုတည်ရှိပါကြောင်းဟောပြလိုပါတယ်ကျွန်တော်မျှော်လင့်တာကတော့ဒီကနေ့ကက်သလစ်ဂိုင်းအိုဆရာတော်ဂျွန်ဆန်ယောဟာနေတရားတော်ချစ်မြတ်ပေးဖို့မျှော်လင့်ထားပါတယ်ဒါပေမဲ့အချိန်ကြီးအမျိုးကြောင့်မိုးစင်ယောစတီဗင်အာချူကနေဒီဒနာကိုပြန်လဲဟောကြားပေးမှဖြစ်တဲ့အတွက်ကြောင့်သူပဲယေရှုတည်ရှိကြောင်းဖော်ပြလိုပါတယ်တို့ကျွန်တော်နေ့ချင်းအသင်းသူအသင်းသားများတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်ကဒီကျန်တော်ကက်သလစ်တနာရလှူရှားမှုကိုလည်းအမြဲတမ်း Facebook မှာဖွင့်ပြီးမှအမြဲတမ်းကြည့်ရှုပြီးမှလေ့လာနေတယ်လို့ရန်ကုန်စင်မေရီမှာအမြဲတမ်းမနေ့တိုင်းဆူတောင်းတဲ့ဖာဒါဆိုမြေဦးလာဒီတရားတပါ3ပါလောက်ရှိတယ်တရားဟောတာလည်းအမြဲတမ်းကျွန်တော်နားထောင်နေတယ်ဘာဖြစ်လဲဆိုကျွန်တော်လည်းမနေ့တိုင်းနေ့စီဒီနာတရားဟောနေတဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကြွားရောက်ပြီးပါတရားတင်နာဟောကြားပေးမဲ့ကျွန်တော်မိုးစင်ညောတီဗီအန်ချူကိုလည်းအထူးပဲကျေးဇူးတင်ရှိတယ်လို့ပန်ဝင်တက်ရောက်ပေးတော့ယုံကြည်သူများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိကြောင်းလဲကြိုဆိုပါကြောင်းဖော်ပြလိုပါတယ်ကျွန်တော်ခရိယာများတလုံးတဝတီးဖြစ်ရေးစုတောင်းခြင်းအစီအစဉ်ဆိုတဲ့ခေါင်းစဉ်ကိုကြည်ချအားဖြင့်ကျွန်တော်ကတလုံးတဝတီးမဖြစ်သေးဘူးဆိုတဲ့သဘောကိုဖော်
ဖော်ပြနေပါတယ်နော်ကျွန်တော်တို့ကမယုံကြည်သူကိုတွားပြီးမှအင်္ဂလိပ်တန်တနာပြုတ်နေတဲ့အချိန်မှာအရေးကြီးတာကကက်သလစ်အသင်းတော်နဲ့နှစ်ချင်းအသင်းတော်တွေလည်းတလုံးတဝါထီးပါပဲကက်သလစ်အသင်းတော်ကတော့အကိုကြီးအမကြီးပေါ့နော်အဖေအမေပေါ့သူကပင်ရေးဆိုတော့ကက်သလစ်ဆိုတော့ကဘာလို့ဆိုင်ရာအသင်းတော်ဆိုတော့ကျွန်တော်နှစ်ချင်းကတော့ Protestant ဆိုရင်တော်လာတူပိုကန်တူလိုဖြစ်နေပေမဲ့လေမစွတ်ပြစ်ပဲနဲ့အခုလိုဒီကနေ့လိုကြွားရောက်ပြီးမှသူကစူပေါင်းပြီးမှပြောရမယ်ဆိုကျွန်တော်ပြန်ပြီးမှလက်သွဲခေါ်ပြီးတဲ့အတွက်ကြောင့်လည်းပဲဆရာတော်ကြီးမဆအားလုံးကိုပဲကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်ဖျားသခင်ရဲ့အလိုတော်ရှိရင်ဒီလိုစူပေါင်းပြီးမှကိုပြုကိုးကွယ်ခြင်းကတနေ့မှတစ်ချိန်နဲ့ပြုလို့ဒီထက်ခရစ်စမတ်အချိန်လားအီစတာအချိန်လားတနေ့ကိုအနည်းဆုံး2ချိန်လောက်ပြုလို့နိုင်ရင်အစီပြေမယ်လို့တာဝန်ရှိတဲ့ဖာသာကိုကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လဲဆိုရင်အခုအခြေအနေကကျွန်တော်ခရစ်ယာန်ယုံကြည်သူများအားလုံးတလုံးတဝတည်းဖြစ်နေဖို့လိုပါတယ်။သခင်ယေရှုခရစ်တော်ဘုရားဒီလည်းပဲသူဆုတောင်းတဲ့မှာယုံကြည်သူအားလုံးလို့တလုံးတဝတည်းဖြစ်ဖို့တော့တဝမ်းဖြစ်ဖို့ဆုတောင်းခဲ့တဲ့နေ့သူဒီကနေ့အတူတကွဆုတောင်းခြင်းကိုပြုရတဲ့အတွက်ကြောင့်တကယ်ကျွန်တော်ယင်ထဲမှာလဲပျော်ရွှင်ခြင်းဝါဒမြင့်တဲ့အကြောင်းဖော်ပြလို့တို့အခုလိုအစီအစဉ်ကိုအထောက်မြောက်ဖို့အတွက်ဦးစီးဦးဆောင်ပြီးမှအစည်းအဝေးဖိတ်ကြားပြီးမှကျွန်တော်အစီအစဉ်ကိုဦးဆောင်တွားပေးတဲ့ဒီကက်သလစ်အသင်းတော်မှာခရစ်ယာန်တလုံးတဝချင်းဖြစ်ရင်အစီအစဉ်မှာတာဝန်ယူထားတဲ့ဘယ်လိုပြောမလဲ Father Francis Charles လားFrancis Charles ကိုလည်းအထူးပဲကျေးဇူးတင်ရှိတယ်လို့ကျွန်တော်အနည်းချင်းအသင်းတော်အတီးတီးအခုလိုကြွရောက်နိုင်ဖို့အတွက်အသင်းတော်ပေါင်းစုံကော်မတီမှဥက္ကဋ္ဌကြီးနဲ့အတွင်းမှုတာဝန်ရှိတဲ့ပုဂ္ဂိုလ်များဖိတ်ကြားပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်ဒီကနေ့ကျွန်တော်အချိန်ကတော့12နာရီထိလို့ကျွန်တော်ပြောထားပေမဲ့လည်းဒီစုတောင်းစည်းဝေးပြီးဆုံးတဲ့အချိန်ထိကျွန်တော်စိတ်နှလုံးထဲမှာငြိမ်သက်စွာနဲ့တူတကွစုတောင်းပြီးမှဘုရားရဲ့ဘုန်းတော်ထေချဖို့အတွက်စုပေါင်းစုတောင်းရဖို့လည်းမျှော်လင့်ပါတယ်စုတောင်းခြင်းအစီအစဉ်ပြီးတဲ့အချိန်မှာကျွန်တော်နောင်ဖလာဟူအသိန်းတော်ကနေစေတနာအပြည့်နဲ့ဒီခင်းထားတော့နေ့လေစာကိုလည်းပဲအားလုံးအတူတကွအသုံးဆောင်ပြီးမှသာလေပြန်သွားကြဖို့လေတခါတည်းပြောလိုပါတယ်ဒီကနေ့အစီအစဉ်ကိုပြုတ်ကြည်ပခွေပေးတဲ့ဘုရားသခင်ကိုကျေးဇူးတင်လို့ပါဝင်တက်ရောက်ပေးတဲ့ယုံကြည်သူခရိယာညီကိုမောင်နှမအားလုံးကိုလည်းပဲအထူးပဲကျေးဇူးတင်ရှိပါကြောင်းနဲ့လဲကြိုဆိုပြီးမှနောင်လာမဲ့အချိန်မှာလည်းပဲအခုလိုတလုံးတဝတည်းဖြစ်ရေးဆုတောင်းခြင်းအစဉ်အမြဲတမ်းပြုလုပ်ပေးဖို့ဘုရားသခင်ထာမှာဆုတောင်းဆက်ကပေးဖို့လည်းပန်ကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေကျိုးဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးပါတော့ဆရာတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ခရိယံများတလုံးတဝတည်းဖြစ်ရေးနှုတ်ခွန်းဆက်တဝန်လွှာဖတ်ကြားပေးပါရန် Father Francis Charles ကိုယိုတီလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ခရိယာများတလုံးသွားဖြစ်ရေနှုတ်ခွန်းဆက်တော်လွာခရစ်တော်ဖျားသခင်၌လေးစားချစ်ခင်ရပါတော့ခရိယာညီကိုမောင်နှမများခင်ဗျာ2025ခုနှစ်ဒီခရိယာများတလုံးသွားသည်ဖြစ်ရဲ့အတွက်အထူးအရေးပါသောနှစ်ဖြစ်သည်အကြောင်းမူကားကွန်စတန်တီနိုပယ်နိရှိနိုင်ဇေယ၌အေဒီ325တွင်ပထမအကြိမ်ပြုလုပ်ခဲ့သောခရိယာများတလုံးတဝါသည်ဖြစ်ရေးကောင်းစီ၏1900ကျိန်မြောက်နှစ်ပတ်လည်အဖြစ်တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်ပို၍ထူးခြားသည်မှာခရိယာများ၏ဘဝအသက်တာယုံကြည်မှုတွင်အရေးကြီးဆုံးဖြစ်သောခရစ်တော်ဖျားရှင်၏ရှင်ပြန်ထမြောက်ခြင်းအီစတာနေ့ရက်အားယခင်ကကွဲပြားစွာကျင်းပကြခဲ့တော်လဲယခု2025ခုနှစ်တွင်မူတူညီသောနေ့ရက်၌အတူတကွကျင်းပနိုင်ခြင်းပင်ဖြစ်သည်ဤရှင်ပြန်ထမြောက်ခြင်းနေ့ရက်အားတကွဲတပြားကျင်းပနေကြခြင်းသည်အတင်းတော်တစ်ပါးကရှင်ပြန်မီဟုကြေညာနေစဉ်တွင်နောက်အတင်းတော်တစ်ပါးကအသက်မဲ့နေတုံဟုစန့်ကျင်မှုလုပ်နေတဲ့ကဲ့သို့ဖြစ်ပြီးခရိယာမဟုတ်သေးသောညီကိုမောင်မများအတွက်ခရစ်တော်ဖျားရှင်တည်ခြင်းကို
အောင်မြင်ခြင်းအားလက်ခံနိုင်ရန်ရှုပ်ထွေးခက်ခဲစေမည်ဖြစ်သည်သို့ဖြစ်ပါ၍2025ခုနှစ်တွင်ကာလအစဉ်ဆက်ခရစ်တော်ဖျားရှင်၏ရှင်ပြန်ထမြောက်ခြင်းနေ့ရက်အားအတူတကွဆက်လက်ခြင်းပတက်တေခံနိုင်ရတဲ့ကျွန်ုပ်တို့အတူတကွဆက်လက်ဆုတောင်းကြိုးစားဆောင်ရွက်ကြမည်သာဖြစ်ပေသည်ခရိယန်များတလုံးသဘာဝဆိုင်ရာဝိညာဉ်တက်တာ spirituality of ecumenism တွင်ပါရှိသောမိမိတို့၏ခံယူချက်များကိုပြန်လည်ဆန်းသစ်ခြင်းမာယွင်အားနည်းမှုများကိုနောင်တနှင့်ပြင်ဆင်ခြင်းတူဦးနှင့်တူဦးအသင်းတော်တစ်ပါးနှင့်တစ်ပါးပြည်ငြိမ်မဲ့တရားရပြုခြင်းနားလည်ခွလွတ်ခြင်းကြိုးဆိုခြင်းအတူတကွဆုတောင်းခြင်းများသည်ခရိယန်များတလုံးသဘာဝသည်ဖြစ်ရတဲ့ကြိုးစားနေကြတော့ကျွန်တော်တို့အနေနဲ့အထူးမျက်နှိုးတံပိုးထားဆောင်ရွက်ကြရမည်အရာများပင်ဖြစ်သည်ယခု2025ခုနှစ်ခရိယန်များတလုံးသဘာဝဖြစ်ရေးယတပတ်အတွက်ရှင်ယောဟန်အင်္ဂလိပ်ကျမ်းအခန်းကြီး7အပိုင်ငယ်19မှ29အားအခြေခံပြီးအခန်းငယ်26မှအသက်ရှင်၍ငါကိုယုံကြည်သောသူတိုင်းဒီလည်းမိသည့်အခါမျှသိရလိမ့်မည်မဟုတ်ဤအချက်ကိုဒီယုံကြည်ပါ၏တလို့ဟူသောကျမ်းပိုက်အားခေါင်းစဉ်အဖြစ်ပေးထားသည်ကိုကျွန်တော်တို့သတိပြုမိကြပါသည်ကျမ်းစာပါလာဇရု၏ဒေဆုံးမှုသည်လူသား၏မတတ်နိုင်ခြင်းကိုဖော်ပြနေတကယ်တော့စစ်ပြက်ဝန်းနေဖွယ်ရာစိတ်ဓာတ်ကြเสียပင်ဖြစ်ပေသည်သို့သောခရစ်တော်ဖျားရှင်အတွက်မူဖျားဤဂုဏ်တော်ထင်ရှားရန်အတွက်နှင့်မာရိယာမာသားတို့ညီအမနှစ်ဦးအတွက်ဝမ်းမြောက်ဖွယ်ရာအကြောင်းပင်ဖြစ်ပါသည်ဤကဲ့သို့ပင်ခရစ်တော်ဖျားရှင်ဤတိုးချံတစ်ခုတိုးထိန်တစ်ပါးသည်ဖြစ်၍လမ်းညွန်ချက်တိုင်းကျွန်တော်တို့ယုံကြည်သူများရှောက်လှမ်းကြရာတွင်နေကွေးမှုပင်ပန်းလင်းလံမှုစိတ်ပြည့်အားလျော့မှုများလည်းတွေ့ကြုံခံစားကြရပေသည်သို့သောလူမတိုက်နိုင်သောအရာဖျားတတ်နိုင်သည်ကိုအစဉ်မျက်မှောက်ပြု၍ကျွန်တော်တို့ခရိယန်ညီကိုမောင်မများလက်သွဲညီညီနှင့်ဆက်လက်ချီတက်ကြပါလိမ့်မူဤခီးသည်သာ၍နီးလာနေပြီဖြစ်ပြီးဖျားသခင်ဘုန်းကုံတော်သည်လည်းပို၍ထင်ရှားလာမည်သာဖြစ်ပေသည်ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်ဖျားရှင်ကောင်းကြီးမင်္ဂလာသည်ယုံကြည်သူအရောက်စီတိုင်းပေါ်အစမပြတ်တက်ရောက်ပြီးဝမ်းမြောက်ဆုလန်းခြင်းရှိပါစေကြောင်းဆုမွန်ချွေလိုက်ပါသည်ခရစ်တော်၌ဘီရှော့ဂျွန်ဆိုယဟန်ဒီဒီ CBCM တိခါတော်ရဒေါက်တာဗန်ဂွန်း MCCခရိယန်များတလုံးတဝတဲ့ဖြစ်ရေးနှုတ်ခွန်းဆက်တဝန်လွာဖတ်ကြားပေးပါတော့ဖာသာအားအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ဂုဏ်တော်ချီးမွမ်းခြင်းကိုကက်သလစ်အသင်းတော်မှဂုဏ်တော်ချီးမွမ်းခြင်းအားကြားနာခြင်းအပြင်ဆက်လက်ဝတ်ပြုကိုးကွယ်ကြပါစို့
တော်ချီးမွမ်းပေးပါတော့ကက်သလစ်အသင်းတော်အားကျေးဇူးတင်ရှိပါတယ်အခုဆက်လက်ပြီးတော့ကျမ်းစာတော်များဖတ်ကြားနာယူခြင်းအစီအစဉ်ဖြစ်ပါတယ်ကက်သလစ်အသင်းတော်မှဦးဆောင်ပေးမှာဖြစ်ပါတယ်ပထမကျမ်းဖြစ်တဲ့တရားဟောရာကျမ်းအခန်းကြီး6အငယ်4မှ9ကို Sister Daria မှဖတ်ကြားပေးပြီးတော့130ခုမြောက်သောဆာလာကျမ်းကိုဆရာမအားဘာနေဖတ်ကြားပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒုတိယကျမ်းဖြစ်တဲ့ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး3အငယ်3မှ9ကိုဦးဟန်မင်းဦးကနေဖတ်ကြားပြီးတော့ဧဝံဂေလိကျမ်းဖြစ်တဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်24မှ29ကို Father Hansin 2မှအသီးသီးဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ပထမကျမ်းစာဖတ်ရှုခြင်းတရားဟောရာကျမ်းခန်းကြီး6ခန်းငယ်4မှ9အထိဖတ်ကြားမှာဖြစ်ပါတယ်။အိုဣသရေလမျိုးနားထောင်လော့ငါတို့၏ဖျားသခင်ထာဝရဖျားသည်တဆူရီသောထာဝရဖျားဖြစ်တော်မူ၏။သင်၏ဖျားသခင်ထာဝရဖျားကိုစိတ်နှလုံးအကျွင့်မဲ့အစွမ်းရှိသမျှနှင့်ချစ်လော့ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်ထိုစကားကိုသင်၏သားသမီးတို့အားကြိုးစား၍သွန်သင်ရမည်အိမ်၌ထိုင်လျက်နေသည်ဖြစ်စေခရီး၌သွားသည်ဖြစ်စေအိပ်လျက်ထားလျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်ထိုစကားကိုလည်းသင်၏လက်၌လက္ခဏာသက်သေဖို့ရ၎င်းသင်၏မျက်စိကြားမှာသင်ကျင့်ကဲ့သို့၎င်းခြိထားရမည်အိမ်တကားမြို့တကားတို့၌လည်းရေးထားရမည်ဘုရားသခင်နှုတ်ကပတ်တော်ပေတည်းဆလံလိုက်ယခုမှစ၍နောင်တဝစီသခင်ဖျား၌မျော်လင့်ကိုးစားပါလောယခုမှစ၍နောင်တဝစီသခင်ဖျား၌မျော်လင့်ကိုးစားပါလောအိုထာဝရဘုရားကျွန်ုပ်ဒီစိတ်မမိပါမျက်နာလည်းမမောပါကိုယ်နှိမတန်ကြီးမိတော်မူတို့၌မချင်လဲပါအလိုက်အကယ်စင်စီကျွန်ုပ်ဒီအမိနှုတ်နီကွာတော့တငယ်ကဲ့သို့ကိုစိတ်ကိုဖြည့်၍ငေးစေပါပြီကျွန်ုပ်စိတ်နှလုံးဒီနှုတ်ကွာတော့တငယ်ကဲ့သို့ဖြစ်ပါ၏အလိုက်ဣတရေလမျိုးဒီယခုမှစ၍ကာလအစီမပြထာဝရဘုရားကိုမျှော်လင့်စေအလိုက်ဒုတိယကျမ်းရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်3မှ9တိုင်ရှင်သန်တော်မျှော်လင့်ချက်ငါတို့၏သခင်ယေရှုခရစ်တော်အဖခမဲတော်ဖျားကောင်းကြီးမင်္ဂလာရှိပါစေသောကိုရော၏မဟာကရုဏာတော်အတိုင်းငါတို့သည်ယေရှုခရစ်တော်၏တည်ခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအပြင်ရှင်သန်သောမျှော်လင့်ချက်တို့၎င်းတင်တို့အတွက်ကောင်းကင်တွင်တိမ်ဆဲထားသည့်မပျက်စီးနိုင်သောညစ်ညူးခြင်းမှကင်းသောညှိုးနွမ်းမေးမိန်မသွားနိုင်သောအမွေတော်အတွက်၎င်းအသစ်တဖန်မွေးဖွားခြင်းခံခဲ့ရကြ၏တင်တို့သည်ကယ်တင်ခြင်းခံရရန်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ယုံကြည်ခြင်း၌စောင့်ရှောက်ခြင်းခံကြရ၏ထိုကယ်တင်ခြင်းမှာနောက်ဆုံးသောကာလတွင်
ထင်ရှားလာခြင်းကအသင့်ရှိနေလေပြီယခုအခါသင်တို့သည်အမျိုးမျိုးသောစုံစမ်းခြင်းတို့ကိုခိတ္တခဏခံကြရမည်ဖြစ်တော်လဲဤအကြောင်းကြောင့်သင်တို့ဝမ်းမြောက်ကြပါလောသို့မှသာမိဖြင့်စမ်းသပ်ခံရပြီးဖြစ်တော်လဲပျောက်ကင်းသွားနိုင်သည့်ရွှေထက်ပို၍တန်ဖိုးကြီးမားသောသင်တို့၏ယုံကြည်ခြင်းသည်ထိုက်တန်ကြောင်းစမ်းသပ်စစ်ဆေးခံရပြီးနောက်သင်တို့သည်ယေရှုခရစ်တော်၏ဘုန်းတော်ထင်ရှားသည့်အချိန်တွင်ချီးမွမ်းခြင်းဂုဏ်ချက်တည်းနှင့်လေးစားဂုဏ်ပြုခြင်းတို့ကိုခံစားကြရမည်ဖြစ်၏သင်တို့သည်ကိုယ်တော်ကိုမမြင်ဘူးကြတော့လဲချစ်မြတ်နိုးကြ၏ယခုတွင်လည်းသင်တို့သည်ကိုယ်တော်ကိုမမြင်ရတော့လဲကိုယ်တော်၌ယုံကြည်ကြပြီးနှုတ်ဖြင့်မဖော်ပြနိုင်လောက်အောင်ကြီးမားသောဝမ်းမြောက်ခြင်းဖြင့်ပြည့်လျက်ရှိ၏သင်၏ယုံကြည်ခြင်းအကျိုးရလဒ်အဖြစ်သင်တို့သည်သင်တို့၏ဝိညာဉ်များအတွက်ကယ်တင်ခြင်းကိုကျေးဇူးကိုရရှိကြလိမ့်မည်ခရစ်တော်၏နှုတ်ထွက်စကားပေသည် ရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး20အပိုင်ငယ်24မှ29အထိဖတ်ကြားမှာဖြစ်ပါတယ်။32ပါးတွင်တပါးအပါအဝင်ဖြစ်တော်ဒီဒီမူဟုခေါ်သည့်သောမတ်ဒီကယေရှုကြွလာတော်မူသောအချိန်တွင်သူတို့နှင့်အတူမရှိချေ။သို့ဖြစ်၍အခြားသောတပည့်တော်တို့ကငါတို့သည်သခင်ဖျားကိုဖူးမြင်ကြရပြီဟုသူအားဆိုကြ၏သို့သောသောမတ်ကကိုတော်၏လက်တော်၌သံရိုက်ရာကိုငါမမြင်ရလျင်သံရိုက်ရာထဲသို့ငါ၏လက်ညှိုးကိုမသွင်းရလျင်ကိုတော်၏နဘေးတော်ကိုငါ၏လက်ဖြင့်မဆန်းသတ်ရလျင်ငါယုံကြည်လိမ့်မည်မဟုတ်ဟုသူတို့အားဆိုလေရှစ်ရက်မြောက်သောနေ့၌တပည့်တော်တို့သည်အိမ်အတွင်း၌တဖန်စုဝေးလျက်ရှိကြစဉ်တောမတ်သည်လည်းသူတို့နှင့်အတူရှိတကားများပိတ်ထားလျက်ရှိတော်လဲယေရှုသည်ကြွလာပြီးလျင်သူတို့၏အလယ်၌ရပ်တော်မူလျက်သင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုသူတို့အားမိန့်တော်မူ၏ထို့နောက်ကိုတော်ကသောမတ်အားသင်၏လက်ညှိုးကိုဤနေရာ၌သွင်း၍ငါ၏လက်များကိုကြည့်တော်သင်၏လက်ကိုလည်းဆန့်၍ငါ၏နဘေးကိုဆန်းသတ်လောယုံမာတန်တရာမဖြစ်လေနှင့်ယုံကြည်တော်ဟုမိန့်တော်မူ၏သောမတ်ကလည်းအကျွန်ုပ်၏သခင်အကျွန်ုပ်၏ဖျားပါတကားဟုကိုတော်အားပြန်၍လျှောက်လေ၏ယေရှုကလည်းသင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်သလောမမြင်ရဘဲယုံကြည်သောသူတို့သည်မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏ကျမ်းစာတော်မြတ်ဖတ်ကြားပေးပါတော့ Father Sister ဆရာဆရာမအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့လာဟူကျမ်းစာကျောင်း KLBBS မှဂုဏ်တော်ချီးမွမ်းခြင်းကိုကြားနာခြင်းအပြင်ဆက်လက်ဝတ်ပြုကိုးကွယ်ရမယ့်အချိန်ဖြစ်ပါတယ်
ကုန်တော်ချီးမွမ်းပေးပါတော့လာဟုကျန်းဆန်ကျောင်းသူကျောင်းသားများနဲ့ဆရာမတို့အားအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်ယခုချိန်မှာကျမတို့စိတ်နှလုံးပြင်ဆင်လျက်နှုတ်ကပတ်တော်ကြားနာရမယ့်အချိန်ဖြစ်ပါတယ်ဒေသနာဟောကြားပေးပါရန်မွန်စီညောစတေဖန်အာချူကျိုင်းတုံကက်သလစ်သာသနာဆရာကြီးအထူးယိုတေလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ် ဒီကနေ့လိုတာယာလပ်ပပြီးတော့ခရိယာများစီလုံးညီညွတ်စွာအတူတကွဝုပြုနိုင်ခွင့်ပေးသနာတော်မူတဲ့ဘုရားရှင်ကိုဥစွာကျေးဇူးတင်လိုပါတယ်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းကြပါစို့ဒုတိယအနေနဲ့ကျွန်တော်တို့လာဟုတင်းအုပ်ဆရာတော်ဖိလိမွန်နဲ့အဖွဲ့သားများအားလုံးကိုလည်းကျေးဇူးတင်တကယ်တော့ဂျန်တဲ့နေ့ချင်းဆရာတော်များဆရာမများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ကက်သလစ်သာသနာတော်ထက်ကကြွရောက်အားပေးကြတဲ့ဘုန်းတော်ကြီးများ sister များ brother များနဲ့ဓမ္မဆရာမများကက်သလစ်ဘာသာဝင်ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်အထူးကျေးဇူးတင်လို့ဒါကတော့ဒီကနေ့ဂုဏ်တော်ချီးမွမ်းခြင်းမှာပါဝင်ပေးပြီးတော့ကောင်းကင်ကနတ်တရားအလားဂုဏ်တော်ချီးမွမ်းတည်ဆိုပေးကြတဲ့သားသမီးတူစီပေါ်မှာအထူးကျေးဇူးတင်ပါတယ်ဘုရားရှင်တင်တို့တူစီကိုကောင်းကြီးပေးပါစေလို့ဥစွာကောရပြုနှုတ်ဆက်ပါတယ်ဒီကနေ့ဆရာတော်ဂျွန်ဆိုယဟန်ကက်သလစ်သာသနာတော်ရဲ့တင်းအုပ်ဆရာတော်ကြွားရောက်ပါဝင်နိုင်ခြင်းမရှိတော့ညာလဲနောက်နေ့ကျရင်ဆရာတော်ဖိလိမွန်ရဲ့ဆန္ဒအတိုင်းပြုပါစေလို့ဥစွာဆန္ဒပြုလိုပါတယ်ဆရာတော်မကြောက်ကြွားရောက်လာပြီးတော့တရားဒေသနာဟောကြားနိုင်ခြင်းမရှိတဲ့အတွက်ကျွန်တော်ကတော့ဆရာတော်ရဲ့ကိုစားပေါ့နော်ဒီတရားဒေသနာကိုချီးမွမ်းဖို့ရတဲ့ဆလူချင်းခံထားခြင်းခံရတဲ့ Father Stephen Achu ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီကနေ့တရားဒေသနာတော်ကိုအပိုင်းနှစ်ပိုင်းခြားပြီးတော့ကျွန်တော်ထောက်ရှုခြင်းပါတယ်ကျွန်တော်နဲ့အတူတကွထောက်ရှုကြပါစို့ပထမပိုင်းကတော့ကျွန်တော်တို့ theology ပဲပြော theory ပဲပြောကျွန်တော်တို့လူဆိုတာကကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုရှင်တန်ကြတယ်ဆိုပြီးတော့ဒီချင်းတီဆိုထားတာကိုလည်းကျွန်တော်တို့ကြားရမှာပါဆိုတော့ကျွန်တော်တို့ဘာကိုယုံကြည်နေတယ်လဲဆိုတဲ့အရာကိုအတူတကွထောက်ရှုကြမှာဖြစ်ပါတယ်ဒုတိယပိုင်းကျတော့ကျွန်တော်တို့ယုံကြည်တဲ့အရာကိုကျွန်တော်တို့ဘယ်လိုလက်တွေ့ကျင့်ကြံရှင်တန်နေပြီလားဆိုတဲ့အပိုင်းကိုကျွန်တော်ဟောကြားချင်ပါတယ်ပထမပိုင်းမှာကျွန်တော်တို့ဆွမ်းနာကဖတ်သွားတဲ့အင်္ဂလိပ်ကျမ်းထက်ကနေကျွန်တော်တို့ကြားသိခဲ့ရတာကဘာလဲယောဟန်ခန်းကြီး20 24ကနေ29မှာကျွန်တော်တို့သောမတ်ဆိုတဲ့ပုဂ္ဂိုလ်ဖယားသခင်ကိုသခင်ယေရှုကိုမယုံကြည်ဘူးဆိုတဲ့တမန်တော်12ပါးထက်ကတပါးထွက်လာခဲ့ပါတယ်အဲ့ဒီတပါးထွက်ပေါ်လာတာကိုပဲယေရှုသင်ရမလို့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကဖယားသခင်ရဲ့နောက်ကိုနှစ်ပေါင်းများစွာလိုက်လာခဲ့ပြီးဆိုတော့ညာလဲတကယ်မှာယုံကြည်ခြင်းကနဲ့ဆိုင်ပါရဲ့လားလို့တွေးဆန်းကြည့်တဲ့အခါမှာသောမတ်လိုမျိုးပဲသူ့ရဲ့တန်ရာတန်ချက်ကိုကျွန်တော်ရဲ့လက်နဲ့မထိုးရဘူးဆိုရင်မယုံကြည်ဘူးဆိုပြီးတော့ပြောရဲတဲ့လူရှိကောင်းရှိပါလိမ့်မယ်မပြောရဲဘဲနဲ့တိတ်တဆိတ်လေးတန်တရားစိတ်နဲ့စဝေစွာဖြစ်နေတဲ့
ဖယားရှင်ရဲ့သားသမီးတွေရှိကောင်းရှိနေပါလိမ့်မယ်ဒီကနေ့ကျွန်တော်တို့ဖယားသခင်ကိုယုံကြည်တဲ့ယုံကြည်သူဘာသာဝင်တဦးစီကတော့ကျွန်တော်တို့ရဲ့ခရိယာများတစည်းတလုံးတည်ဒါမှမဟုတ်တလုံးတဝတည်ဖြစ်ရေးလို့ပြောတဲ့နေရာမှာကျွန်တော်ရဲ့ခံယူချက်ကတော့ကျွန်တော်တို့သခင်ခရစ်တော်ရဲ့ဒုက္ခဝေဒနာခံခြင်းတည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့အရာကိုယုံကြလိမ့်မယ်လို့ထင်ပါတယ် The suffering, death and resurrection of Jesus Christ သခင်ခရစ်တော်ရဲ့ဒုက္ခစရိယခံခြင်းတည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံမှတာလင်ကျွန်တော်တို့ကဒီယုံကြည်ခြင်း၌တလုံးတဝတည်ဖြစ်ခြင်းကိုအနိတရရှိရှိနဲ့ဖော်ဆောင်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာစုယုံလာတဲ့ပုဂ္ဂိုလ်များအားလုံးကတော့အဆွမ်းနာကကျွန်တော်ပြောတဲ့သခင်ခရစ်တော်ရဲ့ဒုက္ခခံခြင်းတည်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံကြမဲ့လူသားတွေဖြစ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီအကြောင်းအရာပေါ်မှာခြေခံပြီးတော့ကျွန်တော်ရဲ့တရားတော်ကလက်တွေ့ကျင့်ကြံတဲ့အခါမှာဆင်းသက်သွားမှာဖြစ်ပါတယ်ဆိုတော့သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုမယုံတဲ့သောမတ်ကဲ့သို့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင်ယုံကြည်လာအောင်တော့ကျွန်တော်တို့မိမိကိုယ်ကိုပြန်လဲဆန်းစစ်ဖို့လိုပါလိမ့်မယ်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ခုနကပြောတဲ့ကျွန်တော်တို့ခရိယာများနော်အရင်တပတ်ကကက်သလစ်သင်းတော်မှာလောက်တွားခဲ့တဲ့ဝုပြုကိုယ်ကွယ်ခြင်းကကောင်းလိုက်တာနောင်ဖာနော်နှစ်ချင်းလာဟုနှစ်ချင်းအသင်းတော်မှာလှုပ်လိုက်တဲ့နော်ဒီကနေ့ရဂုဏ်တော်ချင်းမွန်းခြင်းကကောင်းလိုက်တာမတူညီကွဲပြားတဲ့ကောင်းမွန်ခြင်းနဲ့မတူညီကွဲပြားတဲ့အနိတရချင်းမွန်းခြင်းကသူ့ဟာနဲ့သူလှပနေမှာပါပြည့်ပြည့်စုံတဲ့အတိုင်းဝိုင်းဆိုတာတော့ရှိနေမှာမဟုတ်ပါဘူးဒုတ်တော်လဲကျွန်တော်တို့စီမှာတူညီနေတာတခုကတော့ဒီယုံကြည်ခြင်းနဲ့ပတ်သက်လာရင်လူတိုင်းကဒါကိုယုံကြည်ကြပါတယ်ဒါကိုယုံကြည်ကြပါတယ်ဆိုတော့သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ယုံကြည်တဲ့အတွက်ဒီကနေ့ဒီယုံကြည်ခြင်းကိုကျွန်တော်တို့ရှင်သန်ကြတာပါအားလုံးယုံကြည်ကြမယ်လို့မျှော်လင့်တဲ့အတွက်ကျွန်တော်ဒီ theory အပိုင်းနဲ့ theology အပိုင်းကိုတော့အဲ့လောက်နဲ့ပဲတပိုင်းရပ်နာပါရစေဒုတိယအပိုင်းဖြစ်တဲ့ကျွန်တော်တို့လက်တွေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုရှင်သန်ခြင်းအပိုင်းဖြစ်ပါတယ်လက်တွေ့ရှင်သန်ခြင်းအပိုင်းဖြစ်တဲ့အတွက်ကျွန်တော်လက်တွေ့မေးခွန်းနည်းနည်းပမေးပါရစေအထူးသဖြင့်ကျွန်တော်တို့လက်တွေရှိကြတယ်မဟုတ်လားရှိပါတယ်ကျွန်တော်တို့ရဲ့လက်တွေလှကြလားလှပါတယ်ကောင်းကြလားကောင်းပါတယ်လက်တွေလှကြတယ်လှအောင်တချို့အမျိုးသမီးတွေဆိုနီရဲတွေခြေကြမယ်ထင်တယ်နော်တချို့ဆိုရင်လည်းရှည်မျောတွေထားကြမယ်ထင်တယ်အလှပကိုကြိုက်ကြတယ်မဟုတ်လားလပ်ပချင်းကိုကြိုက်တယ်ဆိုတာကလည်းဘုရားသခင်ပေးတဲ့ကျေးဇူးတော်တစ်မျိုးပါပဲတတ်တန့်ရှင်းရှင်းရောထားကြတယ်မဟုတ်လားကျွန်တော်တို့လက်တွေလည်းတတ်တန့်ရှင်းရှင်းထားကြမယ်လို့ထင်တာပဲနော်လက်တွေဆေးကြပြီးတော့ပြောင်းအောင်ဆေးကြမယ်လို့ထင်တာပဲတန့်ရှင်းစွာနဲ့ထားတတ်ခြင်းကလည်းဒါဘုရားသခင်ရဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်တို့တော့ဒီထက်ပိုကောင်းတဲ့လက်ကလဲကျနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဆွဲထူတဲ့လက်ကပို့ပြီးတော့တန်ဖိုးရှိတဲ့လက်ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လက်တွေလပ်ပခြင်းတန့်ရှင်းခြင်းထက်တန်ဖိုးရှိတဲ့လက်တွေဖြစ်ရင်မကောင်းကြဘူးလားတန်ဖိုးရှိတဲ့လက်တွေဖြစ်ချင်ကြမယ်လို့ထင်တာပဲဟုတ်တယ်ဟုတ်တန်ဖိုးရှိတဲ့လက်တွေဖြစ်မယ်ဆိုရင်ဒီကနေ့ရောက်ရှိနေတဲ့ကျွန်တော်တို့အယောက်200 300ရဲ့လက်တွေကိုစီကတန်ဖိုးရှိမယ်ဆိုရင်ဒီကနေ့ဘုရားသခင်ပေးထားတဲ့လက်တွေကတန်ဖိုးရှိနေတဲ့လက်တွေပေါင်းမြောက်များစွာကျွန်တော်တို့ရှင်သန်ပွင့်လန်းနေမှာဖြစ်ပါတယ်ဒီကနေ့ခရိယာများသစည်းတလုံးတည်ရှိရေးအတွက်ဝုပြုဆုတောင်းခြင်းနောင်ဖာလောက်နှစ်ချင်းအသင်းတော်မှာကျင်းပမယ်လို့ပြောတဲ့အတွက်ဒီမနေ့ကလေးကနေ
ลาเรกมาลาคิงกะเรกะนักขันนี่เรสู้จาเมโลทินเดสู้จาละดิแพกะตะมิงเงเลยลาลาปะปะเลยเนาะตะมิงเงเลยมามဟုတ်ပါဘူးเนาะดอมมတွေလည်းလိန်ထားကြတာကိုတွေ့တာပဲဘာဖြစ်လို့လဲလာချင်လို့မဟုတ်လားလာချင်ပါတယ်တွားတွေဘာတွေရောတိုက်ခဲ့လားဟုတ်ပါပြီကျွန်တော်တို့ပါစက်ကကျွန်တော်တို့တန့်ရှင်းစွာထားမယ်လက်ပစွာထားမယ်ဆိုရင်မကောင်းဘူးလားကောင်းပါတယ်အဲ့ဒီထက်ပိုကောင်းတာကမင်္ဂလာရှိတဲ့တရားစကားတွေဟောကြားပေးတဲ့ပါစက်ကပို့ပြီးတော့တန်ဖိုးရှိပါတယ်ဖယားရဲ့စကားကိုဖယားရဲ့နှုတ်ကပတ်တရားတော်ကိုဟောကြားပေးနိုင်တဲ့ပါစတွေကပို့ပြီးတော့တန်ဖိုးရှိတယ်မဟုတ်လားလူသားတွေကိုငြိမ်းချမ်းခြင်းဟောကြားပေးတဲ့ပါစလူသားတွေကိုချစ်ချင်းမေတ္တာအကြောင်းဟောကြားပေးတဲ့ပါစဒီပါစကသူများတည်အောင်လဲပြုမှုဆက်ဆံနိုင်တယ်ဒီပါစကသူများရှင်အောင်လဲပြုမှုဆက်ဆံနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းကတန်ဖိုးရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဖယားသခင်ကိုယုံကြည်တဲ့ဖယားသခင်ရဲ့သားသမီးအစစ်အမှန်တွေဖြစ်မှာဖြစ်ပါတယ်ယုံကြည်ခြင်းတက်ဝင်ရှင်တန်နေတဲ့ခန္ဓာကိုယ်တွေဖြစ်နေမှာဖြစ်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီတရားကိုဟောကြားတယ်လဲဟေဘရုဩဝါဒစာအခန်းကြီး4အငယ်7မှာဘာရေးထားတယ်လဲဖယားသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လက်တကာတို့ထက်မြက်ခြင်းနဲ့ပြည့်စုံသည်ဖြစ်၍အသက်နှင့်ဝိညာဉ်ကို၎င်းအယိုးစစ်နှင့်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတတ်၏နော်ထုတ်ခြင်းခွင်းတတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏ဒီမှာဘုရားသခင်နှုတ်ကပတ်တရားတော်ဒီလို့ပြောတယ် The word of God ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နော်ဘုရားသခင်ကိုယုံကြည်မှုကနေဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့စီထက်ကိုစီးဝင်ခြင်းစတင်ပါတယ်ဘုရားသခင်ကိုမယုံကြည်ဘူးဆိုရင်ကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တရားတော်စီးဝင်ဖို့ရန်အတွက်အဟံသားဖြစ်နေမှာဖြစ်ပါတယ်ဒါကြောင့် The word of God ကကျွန်တော်တို့ရဲ့ရိုးတွင်းခြင်းစီအထိနော်ခုနကျွန်တော်ပြောတာခြေလက်တို့ပစတို့ပဲပြောသေးတယ်ဒါပေမဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကကျွန်တော်တို့ရဲ့ရိုးတွင်းခြင်းစီအထိနေရာတိုင်းမှာထိုးဖောက်ဝင်ရောက်ပြီးတော့အသက်ရှင်မဲ့ဆိုရင် the faith ကျွန်တော်တို့ယုံကြည်တဲ့ဒီယုံကြည်ခြင်းဟာကျွန်တော်တို့တူချင်းစီကနေရှင်တန်နေခြင်းပဲဖြစ်ပါတယ်ဒီယုံကြည်ခြင်းဟာသူတစ်ပါးရဲ့အသက်ကိုတတ်ဖို့ရန်အတွက်သူတစ်ပါးရဲ့မကောင်းတဲ့ရင်ကိုပြောဖို့ရန်အတွက်သူတစ်ပါးကိုညှဉ်းပန်းနှိပ်စက်ဖို့ရန်အတွက်ခြေလက်အင်္ဂါတွေကျွန်တော်တို့ကိုပေးထားခြင်းမဟုတ်ပါဘူးဖယားသခင်ကိုယုံကြည်တဲ့အတွက်ဖယားသခင်ရဲ့မေတ္တာတရားတော်၌ချင်းတယောက်ရဲ့အားနည်းချက်ကိုတယောက်ဖေးမှပြီးတော့တယောက်ရဲ့အားတာချက်ကိုတယောက်ချင်းမွန်းပြီးတော့ဂုဏ်တော်ကိုချင်းမွန်းပြီးတော့ရှင်တန်ခြင်းဆိုတာကကျွန်တော်တို့ဖယားသခင်ကိုယုံကြည်တဲ့သားသမီးအယောက်တိုင်းစီအတွက်ပေးထားတဲ့ဆုကျေးဇူးတွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအုတ်နယံကိုကျွန်တော်တို့ဖောက်ချင်တယ်ဆိုရင်ဘာနဲ့ဖောက်လို့ရမလဲဝါချုံနဲ့လာပြီးတော့ဖောက်တော့ဒီအုတ်နယံပေါက်မှာမဟုတ်ဘူးဒုတ်အချုံနဲ့တိတာအချုံနဲ့လာဖောက်လဲဖောက်မှာမဟုတ်ဘူးဒါပေမဲ့တန်ချုံနဲ့ဖောက်တယ်ဆိုရင်ဒီအုတ်နယံပေါက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုဘုရားသခင်ပေးထားတဲ့ကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်အစွမ်းတွေကဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုနာယူနိုင်ဖို့ရန်အတွက်ထက်မြက်ပြီးတော့စဉ်းစားတွေးခေါ်မှုတွေနဲ့တန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းကျေးဇူးပေးမှုကြောင့်ကျွန်တော်တို့ရဲ့မာကြောတတ်တဲ့နှလုံးသားလူသားရဲ့နှလုံးသားကိုပျော့ပြောင်းစေမှာဖြစ်ပါတယ်ဒီလိုနှလုံးသားကိုပျော့ပြောင်းပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်စီးဝင်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဥကောင်းကျွန်တော်တို့ရဲ့ပစကျွန်တော်တို့ရဲ့ခြေလက်အားလုံးကဘုရားသခင်ရဲ့ကိုယ်ပွားများအဖြစ်နဲ့ဘုရားသခင်ရဲ့သားသမီးများအဖြစ်နဲ့ကျွန်တော်တို့ရှင်တန်ကြမှာပါ
ဒီကနေ့ဒီတရားတော်ကိုကြားနာပြီးတဲ့နောက်ပိုင်းမှာဘုရားသခင်ကိုယုံကြည်တဲ့ဘုရားသခင်ရဲ့သားသမီးအရောက်တိုင်းစီကိုယ်စီကနေဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်စီစဉ်ပါစေကိုယ့်ရဲ့ခြေလက်မျက်စိအင်္ဂါကိုယ်ခန္ဓာအင်္ဂါကနေဘုရားသခင်ရဲ့မေတ္တာတရားတွေရှင်သန်ဖွံ့ဖြိုးပါစေဒါဆိုရင်ကျွန်တော်တို့တောင်းဆရာမလို့ပဲနဲ့အလိုလိုနေရင်းနဲ့ဘုရားသခင်ရဲ့ချစ်ချင်းငြိမ်းချမ်းခြင်းဒီကဘာပေါ်မှာချင်းပဏိပခဖြစ်တာတွေအားလုံးကပပျောက်သွားမှာဖြစ်ပါတယ်လူသားတွေရဲ့အတ္တဆန္ဒတွေနော် selfishness ကျွန်တော်တို့ရဲ့အတ္တနော်တကူကောင်းဆံမှုတွေကျွန်တော်တို့ရဲ့ချင်းခွဲခြားပြီးတော့ဆက်ဆံတတ်တဲ့ခွဲခြားပြီးတော့ရှုမြင်တတ်တဲ့အကောင်းဖက်ကိုမတွားဘဲနဲ့တိဆောက်ရေးဖက်ကိုမတွားဘဲနဲ့ကွဲပြားစေတဲ့ဖက်ကိုရှုမြင်တတ်တဲ့အတွေ့အခေါ်သဘောတရားတွေကလည်းဘုရားသခင်ဝင်စားပြီးတော့ရှင်သန်မယ်ဆိုရင်ပပျောက်သွားမှာဖြစ်ပါတယ်ဆေးကဘုရားသခင်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကြိုးစားပြီးတော့ရှင်သန်ကြပါစို့ဘုရားရှင်ကျွန်တော်တို့စီကိုကောင်းချီးမင်္ဂလာပေးပါစေဒေသနာဟောကြားပေးပါတော့ Father ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့တူတယောက်ချင်းစီတိုင်းလည်းခွန်အားရရှိမယ်လို့မျှော်လင့်ပါတယ်အခုဆက်လက်ပြီးတော့ကျမတို့ဓမ္မပရိသတ်များအားလုံးမတ်သက်ရက်ပေးဖို့ဖိတ်ခေါ်ပါတယ်မတ်သက်ရက်ပြီးတဲ့အခါမှာနှစ်စဉ်ယုံကြည်ခြင်းအချုပ်အားအတူတကွယူဆိုဝန်ခံကြဖို့ဖြစ်ပါတယ်အတူတကွဖတ်မှာဖြစ်ပါတယ်နှစ်စဉ်ယုံကြည်ချက်မိုးမြေယူပါအာယူပါအရာခတ်သိမ်းကိုဖန်ဆင်းပြုပြင်တော်မူထသောအနန္တတကုနှင့်ပြည့်စုံတော်မူထသောတပါးသည်ဖြစ်တော်မူထသောခမဲတော်ဘုရားသခင်ကိုအကျွန်ုပ်ယုံကြည်ပါ၏ဧကဗုဒ္ဓဖြစ်တော်မူထသောရှေးကဘာမရှိမီခမဲတော်အားဖြင့်ဖြစ်ပွားစေခြင်းကိုခံတော်မူထသောဘုရားမဘုရားအလင်းမအလင်းမုတ်ချဘုရားမဘုရားဖြစ်တော်မူထသောဟန်ဆင်းခြင်းအားဖြင့်မဟုတ်ဖြစ်ပွားစေခြင်းအားဖြင့်ဖြစ်တော်မူထသောခမဲတော်နှင့်သဇတိတဲဖြစ်တော်မူထသောအရာခတ်သိမ်းကိုဖြစ်တော်မူထသောလူတတဝအပေါင်းတို့ကိုကယ်တင်အံ့သောငါကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူထသောတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ကညာမာရိဝန္၌တတိတေတော်မူထသောလူစားတိကိုယူဆောင်တော်မူထသောကျွန်ုပ်တို့ဖို့ဘုံတပိလမင်းလက်ထက်ကားတိုင်တင်တော်ဒုက္ခဝေဒနာ၌ကျင်လေတော်မူထသောတကြိုချင်းခံတော်မူထသောကျမ်းစာတော်လာရှိသည့်အတိုင်းသုံးရက်တေခြင်းမှရှင်ပြန်ထားမြောက်တော်မူထသောကောင်းကင်ဘုံသို့တက်ကြွတော်မူထသောခမဲတော်၏လက်ရာတော်ဆန်နေတော်မူထသောတေသူရှင်သူတို့ကိုစီရင်ဆုံးဖြတ်ခြင်းကဘုံအာနုဘော်တော်နှင့်တဖန်ကြွလာတော်မူအပ်သောအဆုံးမဲ့နိုင်ငံတော်ကိုပိုင်တော်မူထသောတပါးတည်းသောအရှင်သခင်ယေရှုခရစ်ကိုလည်းကျွန်ုပ်ယုံကြည်ပါ၏အသက်ပေးတော်မူထသောခမဲတော်သားတော်တို့ထံမှဖက်ကြွတော်မူထသောခမဲတော်သားတော်တို့နှင့်အတူချီးမွမ်းခြင်းကိုခံထိုက်တော်မူထသောပရောဖက်တို့အားဖြင့်ယာရိတ်တော်လွင့်တော်မူထသောတန်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်းကျွန်ုပ်ယုံကြည်ပါ၏တမန်တော်တို့မှဆက်နွယ်ဆင်းသက်၍တပါးတည်းသောတန်ရှင်းသောကက်သိုလစ်အသင်းတော်ကိုလည်းယုံကြည်ပါ၏အပြည့်ဖြည့်လူခွင့်ရှိသောတပါးသေးသောပฏิစံမင်္ဂလာကိုလည်းဝန်ခံပါ၏တေသောသူ၏ရှင်ပြန်ခြင်းကို၎င်းတမန်လူ၏ဘဝ၌သက်ရှင်ခြင်းကို၎င်းကျွန်ုပ်မျှော်လင့်ပါ၏အာမင်အလုံးထိုင်နိုင်ပါပြီအလုံးကိုကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့အလူတော်ငွေကောက်ခံမဲ့အချိန်ဖြစ်ပါတယ်အလူတော်ငွေစက္ကက်ချင်းကို Reverend နန်းခမ်းယုံတင်းအောင်ဆရာမကဏ္ဍလုံးအသင်းတော်မှအလူတော်ငွေစက္ကက်ပေးဖို့ဖြစ်ပါတယ်အလူတော်ငွေကောက်ခံနေစဉ်မှာ၄ရောက်တန်ဆုံချီးမွမ်းခြင်းကိုနောင်ဖာလာဟုအသင်းတော်မှဂုဏ်တော်ချီးမွမ်းပေးဖို့ဖြစ်ပါတယ်
ကျမတို့အလူတော်ငွေကိုဆက်ကပ်ကြရအောင်ဂျေဇုတော်အဆုံးကုန်းတော်အနန္တနှင့်ပြည့်စုံကြွယ်ဝ၍ဒါသမီတယောက်စီတို့ကိုချစ်သနာတော်မူတော့ဂျေဇုမိသားတော်ရှင်ဖဖျားဒါသမီအတွက်ဒါသမီတို့အတွက်နေဖို့ထိုင်ဖို့သွားဖို့လာဖို့လှူရှားဖို့ကိုရရှင်နီကောင်းကြီးမြောက်များစွာကိုချပေးတော်မူတော့ကြောင့်ဂျေဇုတော်ကိုချီးမွမ်းပါ၏ဤကောင်းကြီးမြောက်များစွာထဲမှာယလူတော်ငွေတို့လည်းစက္ကအနံမှာဤကိုတော်ဤနိုင်ငံတော်အတွက်အတုံးပြုနိုင်ဖို့ရနဲ့မဆပေးသနာတော်မူပါဘေးလူတန်းတော်တာတိမြေရောက်စီတိုင်းအိမ်ထောင်၌တင်းတော်တိုင်းမော်နဲ့လဲကျွယ်ဝတော့ကောင်းကြီးမင်္ဂလာများကိုကိုရရှင်ချပေးသနာတော်မူပါယေရှုတော်ကိုရည်သွဲ့ပါ၏ဂျေဇုတော်ကိုချီးမွမ်းပါ၏လက်ခံ၍တန်ရှင်းခြင်းအဖြစ်မွေးကြိုင်တော်ပူဇော်တကာဖြစ်စေရနဲ့မဆဘေဒနာတော်မူပါမိကြောင်းယနေ့မနေ့နောင်ကာလအစဉ်အမြဲတည်ရှိတည်နေတော်မူသောသခင်ယေရှုဖျား၏မြတ်တော်နာမ၌ဤအလူတော်ငွေကိုစက္ကအနံပါတိဖဖျားအာမင်
လူတော်ငွေစက္ကတ်ချင်းနဲ့အတူလူတော်ငွေကောက်ခံခြင်းလူတော်ငွေကောက်ခံနေစဉ်မှာတန်ဆုံကျူးအေးပေးသွားကြတော့ဆရာတော်ကြီးများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်အခုချိန်မှာကျမတို့တူတယောက်ချင်းစီတိုင်းအတွက်အထူးဆုတောင်းပေးမဲ့အချိန်ဖြစ်ပါတယ်အထူးဆုတောင်းပေးဖို့ရန်အတွက် Reverend Dr. Razaru အတွင်းရေးမှူးလောက်ဟုနှစ်ချင်းခရိယာဖွဲ့ချုပ်အားယူတီလေးစားစွာဖိတ်ခေါ်အပ်ပါတယ် ဆုတောင်းကြပါစို့ကဘာမုံမီစေစဝလန်ကုလိုဂုံဖန်စင်ပိုက်တာအိုဆိုဂေရှိတုံတော့ကျွန်တော်တို့ရဲ့အဖမြတ်စွာဘုရားသခင်ကိုရရှိယာအလိုပဲကျေးဇူးတင်ပါ၏အကြောင်းမူကားဤကနေ့တွေကိုရောဤဖြစ်ချင်းသုံးပါးတဆုဘုရားဤဖြစ်ချင်း အနိတရာကိုတားတပိကျွန်တော်တို့ခံစားရပါ၏ခမီတော်တန်တော်တာရှိတော်ဝိညာဉ်ဖျားသည်တလုံးတဝတိဖြစ်တဲ့အတိုင်းတာရမီကျွန်တော်တို့လောကမှာရှိတဲ့ကိုရရှိတာသမီးအရောက်စီတိုင်းလေတလုံးတဝတိဖြစ်ဖို့ရအတွက်ယေရှုခရစ်တော်ဖျားကျွန်တော်အတွက်ဆုတောင်းပေးခဲ့တဲ့အနိအယတာတွေဒီနေ့ကျွန်တော်တို့ခံစားရရှိပါ၏ကျွန်တော်တို့ကျန်တုံမြို့ပေါ်မှာရှိတဲ့အသင်းတော်များဂိုင်းပေါင်းစုံအသင်းတော်များစုစည်းလျက်မေတ္တာဟာရဖွဲ့လျက်ဒီနေ့တလုံးတဝတိဖြစ်ချအတွက်ဆုတောင်းခြင်းဝိပုကုကိုချင်းကိုပြုနေတဲ့အခါမှာနှွေးထွေးမှုကိုခံစားရရှိပါ၏မင်္ဂလာရှိသောနေ့ဖြစ်ပါ၏ကိုရောရှင်ပြည်စေပေတော်ဤနေ့အတွက် ESC အတွက်အလုံးမဲကျေးဇူးတင်ပါ၏ဖမြတ်စွာဘုရားသခင်တာသမီကျွန်တော်တို့အရောက်စီတိုင်း၌မပြည့်စုံသောအားနည်းချက်များကိုကိုရရှင်အပြစ်ခွင့်လို့တဲ့ဒီနေ့ဆက်လက်၍ကောင်းကြီးပေးသနာတော်မှာကျိုင်းတော်မြို့ပေါ်မှာရှိတဲ့အသင်းတော်များယုံကြည်မှုကျေးဇူးမှုတူညီတဲ့ဟာရှိသလုံးမတူညီတဲ့ဟာလည်းရှိပါတယ်နိရေများစွာကျွန်တော်တယောက်တနေရာစီနေပြီးတော့ဆက်စာချင်းမပြုတ်ခဲ့တဲ့ဟာလည်းရှိခဲ့ပါတယ်တိုးတော်လည်းဒီနေ့2025ခုနှစ်မှာကျွန်တော်တို့အသင်းတော်များပြလဲတွေ့ဆိုပြီးရင်းနှီးစွာမေတ္တာရဖွေးခွင့်ကိုရရှိတဲ့အခါမှာကိုရရှိမေတ္တာတော်ကိုအလိုပဲကျေးဇူးတင်ပါ၏ဖာမြတ်စွာဘုရားသခင်ကျွန်တော်တို့ကျိုင်းတော်မြို့ပေါ်မှာတည်ရှိနေတဲ့ကက်သလစ်အသင်းတော်နေချခရီးအသင်းတော်အခါနေချခရီးအသင်းတော်အဖွဲ့ချုပ်ရှာနေချခရီးအဖွဲ့ချုပ်မဆ၍အေဝလီအသင်းတော်များနဲ့တခြားအသင်းတော်များစွာကျွန်တော်တို့ကျိုင်းတော်မြို့ပေါ်မှာတည်ရှိနေတဲ့အခါမှာကျွန်တော်တို့ဒီတခြားလူအတွက်တက်တည်မဖြစ်ပဲနဲ့ကွဲပြားနေတဲ့ဟာပြနေပါ၏ကိုရိုရှိတာသမီးကျွန်တော်တို့ရဲ့အပြစ်များကိုခွေလို့ပေးတနာတော်ပါဒီတခါကျွန်တော်တို့တွေးဆိုခြင်းအဖြစ်ဖာမြတ်စွာဘုရားသခင်တာသမီကျွန်တော်တို့ကြီးလဲစီလိုညီညွတ်စွာပြီးကိုရိုရှိဘုန်းတော်ကိုရိုရှိတာသနာတော်ကိုထုံးကားနိုင်ဖို့ရအတွက်သုံးသက်အောင်ဆောင်ရွက်နိုင်ဖို့ရအတွက်ဖြစ်စေတော်ပါဖာမြတ်စွာဘုရားသခင်ကျိုင်းတော်မျိုးပေါ်မှာရှိတဲ့ကက်သလစ်အသင်းတော်ကက်သလစ်သနာကိုကောင်းကြီးပေးတော်ပါဥဆောင်ရရှိတဲ့ဘီဆော့ကြီးဆောင်းဂျုံယောဟာကိုလည်းကိုရရှိကောင်းကြီးပေးတော်ပါအသင်းတော်တိုးတက်အောင်ဆောင်ရွက်နေတဲ့အခါမှာတော့၎င်းတသနာလုံးငါးကိုကြည်ချနေတဲ့အခါမှာ၎င်းကောင်းမှုစွာလို့ဆောင်နိုင်ဖို့ရာအတွက်ကိုရရှိကောင်းကြီးပေးတော်ပါသူရဲ့သွားလေရာအရာသွားလေရာဒိုင်းမှာကိုရရှိဆောင်မပေးလျက်ဘေးအန္တရာယ်ကင်းစွာပြီးတသနာလုံးငါးကိုကောင်းစွာလှုပ်ဆောင်နိုင်ဖို့ရာအတွက်ကောင်းကြီးပေးတော်ပါသူနဲ့အတူလှုပ်ဆောင်ရရှိတော့ကျွန်တော် fathers နဲ့ sisters များကိုလည်းကိုရရှိကောင်းကြီးပေးတော်မှာသူတို့ရဲ့စက်ကမှုသူတို့ရဲ့ကြိုးစားမှုသူတို့ရဲ့ကိုရရှိဌာနအာကုမှုကိုရရှိဒီလက်ခံတော်မူလက်ကိုရရှိကတဲ့ချင်းတသနာတော်ဒီဤကက်သလစ်ကျမ်းတော်မျိုးပေါ်မှာရှိတဲ့အသင်းတော်ပေါ်မှာလဲထုံးကားစေတော်ပါသူနေ့၎င်းပဲနေချခရီးအသင်းတော်များ
နေချခရီအပွဲချုပ်များရှိပါ၏ကချင်နေချခရီရှာနေချခရီအပွဲချုပ်ဝနေချခရီအခါနေချခရီအပွဲချင်းလာဟုနေချခရီပြီးကျွန်တော်အေဝေကလေးအတင်းတော်များလဲရှိပါ၏တခြားအတင်းတော်များလဲကျွန်တော်တို့အတူတကွရင်းနှီးစွာလက်တွဲလျက်တယောက်ကိုတယောက်ကိုညီမဆလျက်မတူညီမှုကိုထားလျက်တူညီမှုကိုလက်ကပြီးတော့ကိုရိုရှိမိတာကိုရိုရှိဘုံတော်ကိုထိရှားနိုင်ဖို့ရတော့ဒီနေ့တွေ့ဆုံချက်ပေါ်မှာကိုရိုရှိကောင်းကြီးပေးတဲ့တော်ပါဖာမြတ်စွာဘုရားတကယ်တလုံးတဝအတိဖြစ်ခြင်းရဲ့အနိတရကိုဒီနေ့နူးထွန်းစွာခံစားရရှိပြီးတော့ရှေ့ဆက်မှာလည်းကျွန်တော်တို့ခံစားရရှိဖို့ရတဲ့ကောင်းကြီးပေးတော်ပါအထူးတစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့ဟာ3-4 နှစ်ရှိပါပြီဤဒုက္ခဆေးရများကိုကျွန်တော်တို့ဒီကျမ်းတော်မြို့ပေါ်မှာရှိတဲ့အသင်းတော်ပေါင်းစုံတွေလက်တွဲပြီးတော့ကုညီမဆနေရတဲ့အချိန်မှာအခြေအခါဖြစ်ပေါ်လာတဲ့အခါမှာကောင်းမှုစွာလှုပ်ဆောင်နိုင်ဖို့ရတဲ့ကိုရရှိကောင်းကြီးပေးတနာတော်ပါကိုရရှိယေရှုခရစ်တော်ဘုရားသည်တေချင်းမှရှင်ပြထမြောက်ပြီးယနေ့တိုင်အသက်ရှင်လျက်ဆင်းရဲဒုက္ခရောက်နေတဲ့သူများကိုကူညီနေတဲ့ဘုရားဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့ကြားသိကြရတဲ့အတိုင်းကျွန်တော်ဤအသက်ရှင်ခြင်းကျွန်တော်ဤလက်ကျွန်တော်ဤနှုတ်ကျွန်တော်ဤခြေတော့အရာအလုံးဒီဖတ်ဘုရားတကယ်သူတပတ်ကိုကူမတဲ့အရာများဖြစ်လာဖို့ရအတွက်ကြားခဲ့ရတဲ့ဒေသနာအတိုင်းအသက်ရှင်နိုင်ဖို့ရအတွက်လေကိုရရှိကောင်းကြီးပေးတနာတော်ပါပါမြတ်စွာဘုရားတကယ်ဤနေ့တရမီတို့စုယွနေတဲ့ခါမှာဆုတောင်းပါရယ်မြန်မာနိုင်ငံအတွက်ဆုတောင်းပါ၏တရမီကျွန်တော်တို့မြန်မာနိုင်ငံတော်ဒီအလိုတာရတဲ့လှပတဲ့နိုင်ငံဖြစ်ခဲ့ပါတယ်သို့တော့ယနေ့အခြေတွေအဖက်ဖက်မှာအခြေအနေမျိုးမှာဆိုးရွားလေးရှိပါ၏ပညာရေးကျမ်းမာရေးစီးပွားရေးအမျိုးမှာကြဆေးလျက်ဤနိုင်ငံမှာအသက်ရှင်ရခြင်းဒီမျော်လင့်ခြင်းမရှိအောင်ဖြစ်တယ်လို့ဖြစ်နေပါသည်ကိုရရှိအဆုတောင်းပါ၏ဖဖရာတကေကူညီမဆတော်ပါလူသားချေကူညီခြင်းဒီလူသားချေကူညီမဆခြင်းဒီကျွန်တော်တို့တိုင်းပြည်ကိုမကင်တင်နိုင်တဲ့အကြောင်းကိုသာသမီကျွန်တော်တို့တွေ့ရပါ၏ကိုရရှိကဲမတော်ပါတာယာကိုအပြောတော့နိုင်ငံဖြစ်လာအောင်ကိုရရှိပြုပြီးကောင်းကြီးပေးတနာတော်ပါတိုက်ပွဲကြောင့်ဒေါ်လာကောင်းဒီနေ့စိတ်ပြီးစိတ်ရှောင်နေရတဲ့သာသမီအယောင်စီတိုင်းကိုလည်းကိုရရှိတနာတော်ပါဘင်ဒုက္ခအမျိုးမျိုးကိုရည်ဆိုင်နေရတဲ့ဘာခါမှာခန္ဓာရည်ရှိဖို့ရအတွက်လည်းကောင်းကြီးပေးတော်ပါအဖေမှာကြဆင်းလျက်အခက်ခဲမျိုးစုဂျာမာအသက်ရှင်နေရတဲ့မြန်မာနိုင်ငံသားကျွန်တော်တို့အားလုံးကိုခန္ဓာရည်ရှိပြီးတော့လာမယ့်အသက်တာတွေတာယာဝပရောနိုင်ငံတော်တိစီတို့တဲလန်နိုင်တဲ့အထီကိုရရှိပို့ဆောင်ပေးတဲ့နာတော်ပါ။ဘာမြတ်စွာဘုရားသခင်ဤနေ့ကျိုင်းတော်မြို့ပေါ်မှာရှိတဲ့အသိတော်များတလုံးတော်ဝတိဖြစ်ရဲ့အတွက်စူစီလျက်ဝပုကိုကိုချေအစီမှာရောက်ရှိလာတဲ့တာရမီအရောက်စီတိုက်ကိုလည်းကိုရရှိကောင်းကြီးပေးတော်ပါ။ကိုခန္ဓာပေါ်၌လူအလေးရှိတော်ကောင်းကြီးမင်္ဂလာဝိညာဉ်ပေါ်မှာလိုအပ်လေးရှိတော်ကောင်းခြင်းမင်္ဂလာစိတ်ဤကြမှာချင်းအမျိုးစုံတို့ဒီလေကိုရရှိတိမြင်တော့ပါ၏အကြောင်းစီတိုင်းရဲ့လိုအပ်မှုကိုဒီနေ့ကိုရရှိကောင်းကြီးပေးတော့ပါဒီနေ့တာသမီကျွန်တော်တို့အတူတကွဆူရိုးတဲ့တလုံးတကွတိဖြစ်ချင်းကိုခါယူရရှိလျက်ရှေ့ဆက်တဲ့ရှင်နေတဲ့ခါမှာကိုရရှိအတုပ်ပြုံတော်ပါကိုရရှိပြုပြီးတော့ပါကိုရရှိကောင်းကြီးပေးတော်ပါဘာမြတ်စွာဘုရားတကယ်ဤစေဝဆောပေးတဲ့ကက်သလစ်ဘီဆိုဂျီနဲ့တကွယေစီစီကိုအခါနေတဲ့နောက်ပါတဲ့တော်ကိုလည်းကိုရရှိဆက်လက်ကောင်းကြီးပေးတော်ပါကျွန်တော်တို့လက်တွဲညီညာစွာပြီးကျန်းတော်မြို့တာမကပဲမြန်မာနိုင်ငံတနိုင်ငံလုံးမှာကျွန်တော်တို့အားဖြင့်ကိုရရှိအလင်းတော်ဒီထုံးလင်းစေနိုင်ဖို့ရတဲ့ကောင်းကြီးပေးတနာတော်ပါဤနေ့ကျွန်တော်တို့စီလက်ဆောက်ရနေတဲ့အမှုအရာတို့ဒီကျွန်တော်တို့ရဲ့ဘုံတော်ကိုကျွန်တော်တို့ရဲ့မိုးတိရှာမှုရာအတွက်မဟုတ်ပါကိုရရှိအတွက်ဖြစ်ပါ၏
ဒီနေ့စုစည်းနိုင်ခြင်းကိုကိုရိုရှိအတိုးပြုလျက်ကိုရိုရှိဘုံတော်ကြီးကျန်တော်မျိုးပတ်ကူချိန်မှန်တော်လာကောင်းမြန်မာနိုင်ငံတန်တန်ငယ်လုံးမှလည်းလာကောင်းဆက်လက်၍ထေရှားစေတော်ပါမိအကြောင်းအသက်ရှင်တော်မူသောတခင်ယေရှုခရစ်တော်ဘုရား၏နာမတော်ကိုအမိပြုလျက်ဆုတောင်းဆက်ကအာနာပါရီဖမြတ်စွာဘုရားသခင်ကျမတို့အားလုံးအတွက်ပြည့်စုံသောဆုကိုဆုတောင်းပေးပါသောဆရာတော်ကြီးအားထူးပဲကျေးဇူးတင်ပါတယ်။ယခုချိန်မှာကြေညာဆရာရှိသည်များကိုကြေညာမဲ့အချိန်ဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကက်သလစ်အာစီသာသနာကဆရာတော်ကြီးဂျွန်ဆော်ယွန်ဟန်ရဲ့အတွင်းရေးမှူးဖာဒနာတာလည်းပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတင်ပြရှာနည်းနည်းလေးရှိပါတယ်ကျွန်တော်တို့ဒီစုပေါင်းခရိယများစီလုံးချင်းစုပေါင်းစုတောင်းချင်းရက်သက်တစ်ပတ်ဒီပြီးမြောက်တယ်ပေါ့နော်ပြီးမြောက်တဲ့နောက်မှာတော့ကျွန်တော်တို့28ရက်နေ့ကျရင်ကျွန်တော်တို့အာဆီယံကျောင်းဝန်းထဲမှာရှိတဲ့ဘောလုံးကွင်းလေးမှာဒါဒီကျွန်တော်တို့သာသနာပြုဘုန်းတော်ကြီးပေါ့နော်အာစီဘုန်းတော်ကြီးများနဲ့အတူကျွန်တော်တို့နှစ်ချင်းတင်အုပ်ဆရာများဘလုံးပွဲလို့ပြောလိုက်ပြီဆိုရင်တချို့ကတော့ပြောတယ်ငါတို့ကအသက်ကြီးပြီးမပါရတော့ဘူးထင်တယ်ပေါ့နော်ဒါမှမဟုတ်ပါဘူးကျွန်တော်တို့တင်အုပ်ဆရာတော်ကြီးတွေလည်းပါမယ်တင်အုပ်ဆရာတွေလည်းပါမယ်ဆရာမတွေလည်းပါလို့ရတယ်ပေါ့နော်ဆရာမတွေလည်းပါမှာပေါ့ကျွန်တော်တို့အားလုံးဒီရှိတဲ့သာသနာပြုတွေစုပြီးတော့နှစ်ဖွဲ့ပြန်ခွဲပြီးမှချစ်ကြည်ရေးဘလုံးပွဲညနေ3 နာရီမှာကစားသွားမှာဖြစ်ပါတယ်လို့အဲ့ဒီကစားပွဲမှာလည်းဒီလိုပဲရှိတဲ့ဖျားရှင်ရဲ့ချစ်လာဆိုတော့တာသမီညီကိုမောင်နှမအပေါင်းတို့လာရောက်ပြီးမှပါဝင်အားပေးနိုင်ပါတယ်ကျွန်တော်တို့ညနေ3 နာရီမှာစတင်ပြီးမှကစားသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အချိန်အားဖြင့်1 နာရီခွဲလောက်ကစားဖို့တော့ယာထားပါတယ်ပြီးမှပဲကျွန်တော်တို့နည်းနည်းလေးနောက်ထပ်1 နာရီလောက်ကတော့လေဖောကြမှာပေါ့နော်အဲ့ဒါကိုပါဝင်ပေးကြဖို့လည်းဖိတ်ခေါ်တယ်အားလုံးကိုလည်းကျွန်တော်တို့28ရက်နေ့မှာညနေ3 နာရီမှာလာရောက်ပြီးမှပါဝင်ကစားပေးကြဖို့ဒီမှာရှိတဲ့ပုဂ္ဂိုလ်အရောက်စီတိုင်းဘုရားရှင်ရဲ့ခေါ်တော်မူခြင်းနဲ့လာရောက်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်မြတ်ကိုကျွန်တော်တို့ရည်တွေ့ချီးမွမ်းပါတယ်ကျွန်တော်တို့ကျိန်းတို့မျိုးခရစ်ယာန်များနှလုံးတဝတည်ဖြစ်ရေးဆုတောင်းခြင်းအစဉ်စဉ်ကိုကျွန်တော်တို့ဖွင့်ပွဲနေ့မှာဖះရှင်အခွင့်ပေးခြင်းနဲ့အတူကောင်းဆိုကျွန်တော်တို့ပြုလုပ်ခဲ့ပြီးပြီယခုပိတ်ပွဲဝတ်ပြုကိုကွယ်ခြင်းအစဉ်စဉ်မှာလဲကျွန်တော်တို့မနေ့10 နာရီနေ့ခုနှစ်ခင်းအထိကိုကောင်းဆုံးဖះရှင်အချိန်ခွင့်ပေးခဲ့ပါတော့ကြောင့်လဲချီးမွမ်းပါတယ်လို့လာသူပဲကျွန်တော်တို့ဒီတလုံးခရိယာများတလုံးတဝါတီဖြစ်ရေးဆုတောင်းကိုးကွယ်ခြင်းအစီအစဉ်မှာကျွန်တော်တို့ဒီပတ်ကောက်ခံရရှိတဲ့လူငွေစုစုပေါင်းကတော့10 သိန်းနဲ့15000ကျပ်ဖြစ်ပါတယ်လို့10 သိန်းနဲ့15000ကျပ်ဖြစ်တဲ့အကြောင်းဖော်ပြလိုခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအလူငွေကိုတော့ကျွန်တော်တို့ခရိယာများတလုံးတဝါတီဖြစ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကက်သလစ်အဖွဲ့အစည်းကိုဆက်လက်ပြီးတော့မှလာမယ့်နေ့မှာလည်းပြုလုပ်ဖို့ရှိတဲ့အချိန်တွေနဲ့တူမှတည်လူငွေနေနဲ့ကျွန်တော်တို့လှုပ်ဆောင်သွားဖို့ရန်ဆိုတဲ့အကြောင်းတည်ရှိရတဲ့အကြောင်းကျွန်တော်တို့10 သိန်းကျော်ကိုခဏနေဆရာလီဗီစတုန်းကနေသက်ဆိုင်ရာဆရာကြီးလက်ထက်ဖာသာလက်ထက်ကိုအပေးဖို့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြလိုပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကိုယ်ကွယ်ချင်းအစီအစဉ်ပြီးတဲ့အခါမှာကျွန်တော်တို့မှတ်တမ်းတပ်ပုံရိုက်ချင်းအစီအစဉ်လည်းရှိမယ်လို့သိရတယ်ဒီထဲမှာပဲထင်တယ်အခါကျတော့ကျွန်တော်တို့အပြင်ဘက်မှာစားတောက်တဲ့နေရာပြင်ဆင်ထားတာပေါ့နော်အဲ့ခါမှာကျွန်တော်တို့ရောက်ရှိလာတဲ့ဧည့်သည်တော်တွေထဲကနေပြီးတော့မှကျွန်တော်တို့ Father များတင်းအိုဆရာတော်ကြီးများ Sister များနဲ့အတူတချို့ကျွန်တော်တို့အတင်းတော်တီးတီးရလာတဲ့ဓမ္မမှုတော်ဆောင်များကျွန်တော်တို့ဒီ
ခမ်းမဆောင်ဆင်ဝေဖြစ်မှာကျမတို့တည်ခင်းထားတဲ့နေရာရှိပါတယ်လို့အိမ်မှာကျမတို့နေရာယူပေးဖို့ရတဲ့ဖြစ်တယ်လို့ပဲတခြားရောက်ရှိလာတဲ့ဧည့်သည်တော်များအသင်းတော်ပေါင်းဆောင်ကနေပြီးတော့မှရောက်ရှိလာတဲ့ယုံကြည်သူညီကိုမောင်နှမများဘော်ဒါဆောင်ကလေးများကလည်းဒီဘက်မှာကျမတို့ခဏနေရာပြန်ချပေးဖို့ဖြစ်ပါတယ်လို့ပြီးတဲ့အခါမှာဒီဘက်မှာမှတ်တမ်းတပ်ပုံရိုက်ချင်းစီပြီးတဲ့ခါမှာအိမ်မှာနေရာယူပေးဖို့ရန်အတွက်လည်းဖြစ်တဲ့ဆိုတဲ့အကြောင်းဒုတိယချက်အနေနဲ့ပေါ်ပြလိုခြင်းဖြစ်ပါတယ်လို့ယခုပတ်မှာကျမတို့ပိတ်ပွဲကိုကွယ်ချင်းစီစဉ်မှာပါဝင်ကြတော့ပလင်ဦးဆောင်ခြင်းအပြင်ဆောင်ရွက်သွားတော့ဖာဒါကြီးများတေအိုဆီယာတော်ကြီးများဓမ္မဘုရောဆောင်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိတဲ့အကြောင်းကျမတို့နောက်ပါလာဦးနှစ်ချင်းအသင်းတော်ကိုစားအနေနဲ့တော့၎င်းကျမတို့ခရစ်ယာန်များတလုံးတဝတည်ဖြစ်ရေးစင်ကော်မတီအနေနဲ့တော့၎င်းကျမတို့ကျေးဇူးတင်စကားဖော်ပြလိုခြင်းဖြစ်ပါတယ်လို့အထူးပဲကျေးဇူးတင်ပါတယ်ကျင်ညာဆရာများကိုအတီးတီးကျင်ညာပေးပါတော့ဆရာမများကိုကျေးဇူးတင်ပါတယ်ကျမတို့အစီအစဉ်အဆုံးပိုင်းရောက်ရှိလာပြီဖြစ်ပါတယ်အခုချိန်မှာကျမတို့ဓမ္မတချင်းအမတ်စဉ်18 3ပိုက်ပေါ့နော် projector မှာထိုးမှာဖြစ်ပါတယ်ဓမ္မတချင်းအမတ်စဉ်18ကိုတည်ဆိုပြီးတဲ့အခါမှာReverend S David တင်းအုပ်ဆရာကျိုင်းတုံကချင်နှစ်ချင်းအတင်းတော်မှာဆရာကြီးထံမှာကောင်းကြီးမင်္ဂလာကိုခံယူမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာအာမေ3ထပ်တီဆိုမှာဖြစ်ပါတယ်အာမေ3ထပ်တီဆိုပြီးတဲ့အခါမှာနောက်ဆုံးအစားအစာအတွက်စက္ကပ်ဆုတောင်းခြင်းကိုဆရာမအဲလီဇဘက်အတွင်းရင်မူကျိုင်းတုံဝနှစ်ချင်းတတနာနယ်မှာဆုတောင်းပေးမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာခုနပြောသလိုပဲနောက်ဆုံးကျမတို့မှတ်တမ်းတပ်ပုံရိုက်ခြင်းအစီအစဉ်ကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြလိုပါတယ်ကျမတို့အားလုံးအတူတကွမတ်တက်ရက်လေဓမ္မတချင်းအမတ်စဉ်18ကိုတည်ဆိုမှာဖြစ်ပါတယ်ဘယ်ငရဲသို့လားနေကြကုန်ပြီဖြစ်သောလူသားအပေါင်းတို့သည်ပျက်စီးခြင်းသည်ဟူသောတည်ခြင်းတို့မရောက်ကြွယ်ဝသောအသက်တာကိုပြန်လည်ပိုင်ဆိုင်ရရှိစေအံ့သောငါဘုရားရှင်စစ်ဖြစ်တော်လဲလူဇာတိကိုခံယူ၍တည်ခြင်းနှင့်အတူထူတည်ခြင်းကိုအောင်မြင်ထမြောက်၍
တမန်ကျမ်းစာလာဒီအတိုင်းရှင်ပြန်ထမြောက်တော်မူ၍သာဝရဘုရားသခင်ကိုယုံကြည်ကိုးစားကြသောသူတို့အပေါင်းတို့အဖို့လိုငါသာဝရမေလခိဇေတက်တည်ဟုသောယစ်ပရောဟိတ်မင်းအရာကိုဘုရားသခင်ကိုယ်တိုင်ချီးမြှောက်တော်မူခြင်းခံရသောထိုသခင်ယေရှုခရစ်တော်ဘုရား၏ကောင်းမြတ်တော်မူ၍ပြည့်စုံသောဆုကျေးဇူးမင်္ဂလာသာသမီတို့ကိုဖန်ဆင်း၍ပြစ်ထားတော်မူမူမိမိ၌တပါးတည်တော်သားတော်ကိုပင်လင်မနှမျောလောကီလူသားတို့အဖို့လူငါစွန့်တော်မူသောအဖခမည်းတော်ဘုရားသခင်၏ကြီးမြတ်တော်မူသောမေတ္တာကရုဏာနှင့်တန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်၏ထံတော်ပါမှအဘယ်သူများကြံစီ၍မမြင်နိုင်သောငင်သက်ခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတလုံးတဝသည်ဖြစ်ခြင်းစုကျေးဇူးတော်အပေါင်းတို့သည်ယနေ့ကျမ်းတုံဝန်းကျင်မှာရှိကြသောခရိယာများတာမကတကဘာလုံးမှာရှိကြသောမြန်မာနိုင်ငံမှာရှိကြသောခရိယာများတလုံးတဝသည်ဖြစ်ရေးအတွက်ဆုတောင်းလျက်ရှိနေကြသောသားသမီးကျွန်တော်ကျမတို့အားလုံးအပေါ်မှာတော်၎င်းဤအစီအစဉ်ကိုဥဆောင်ဥရွက်ပြုနေကြသောသာသနာခေါင်းဆောင်များနှင့်အတူဤအစီအစဉ်ကိုဝမ်းမြောက်စွာကြိုဆိုအခါနေရာထိုင်ခင်းပေးလျက်ရှိနေသောနောင်ဖာလာဟုနှစ်ချင်းခရိယာအတင်းတော်အားလုံးအပေါ်မှာထူကျေးဇူးအလုံးစုံတို့သည်ကာလအစဉ်တက်ရောက်၍တည်ရှိတည်နေပါစေသောအာမင်ခဏအစာကိုစက္ကဆုတောင်းကြရအောင်ကောင်းမြတ်ဆုံးလင်တော်မူ၍လူမျိုးတကာတို့ခိုလုံကိုးစားရာဖြစ်တော်မူသောယေရှုရှင်သခင်ခရစ်တော်ဖျားကိုရရှင်ဖျား၏ယေရှုတော်ဂုဏ်တော်နာမတော်အပေါင်းကိုချီးမွမ်းနေပါဒီကနေ့ခရိယန်တလုံးတဝသည်ဆုတောင်းခြင်းအစီအစဉ်မှာပါဝင်လျက်ရှိသောသားသမီးတယောက်ချင်းစီအပေါ်၌ကိုရရှင်ဖျားကောင်းချီးပေးပါဤဝတ်ပြုဆုတောင်းခြင်းပြီးတဲ့နောက်မှာနောင်ဖာလာဟုမှတည်ခင်းအခန့်ကျွေးမွေးလျက်ရှိသောအစားအစာအတွက်စက္ကဆုတောင်းပါတယ်ဖာဤအစားအစာကိုပြင်ဆင်လျက်ရှိသောအသင်းတော်ပေါ်၌ကိုရှင်ဖျားကောင်းချီးပေးသနာတော်ပါလှုပ်ဆောင်လျက်ရှိသောသားသမီးများပင်ပန်းလျက်ရှိသောသားသမီးတူတယောက်စီပေါ်၌လည်းကိုရှင်ဖျားကောင်းချီးပေးသနာတော်ပါအစ30 60တရားတော်ကောင်းကြီးများကိုရှင်ဖျားပြင်ဆင်ကောင်းကြီးပေးသနာတော်ပါခံယူလျက်ရှိသောသားသမီးကြီးငယ်တယောက်တိုင်းပေါ်၌လည်းကိုရှင်ဖျားကောင်းကြီးပေးပါကိုခန္ဓာ၌ပြုဝါဆောင်လင်တော်မူပြီးကောင်းမှုစွာပြီးကိုရှင်ဖျားရဲ့အမှုတော်သာသနာလုပ်ငန်းမှာတတောက်တနေရာအစေခံလျက်ရှိသောသားသမီးဖြစ်စေပါမိကြောင်းဆုတောင်းစကအနန္တအခါမှာမနေ့ယနေ့နောင်ကာလထာဝရအသက်ရှင်တော်မူသောယေရှုဖျား၏နာမ၌ဆုတောင်း၍ယူ၍စားသုံးကြပါ၏အာမင်ကျမတို့မတန်တဲ့ပုံကလည်းဒီပရိသတ်ကိုလည်းနောက်ခံထားမှတပုံဒီဖက်ကနေရိုက်မှဒီဖက်လည်းဥဆောင်သူများလည်းအတူတူရိုက်ကောင်းပါလို့ရောက်ရှိလာတဲ့ဆရာတော်ကြီးများ sister ကြီးများအဲ့ပရိသတ်များအားလုံးကိုနောက်ခံထားပြီးမှလည်းရိုက်မှဖြစ်ပါတယ်လို့တော်ကြီးများလည်းအားလုံးဆရာအသင်းတော်အသီးသီးမှရောက်ရှိလာတဲ့ဓမ္မမှုတော်ဆောင်များလည်းအရှိကိုနေရာယူပေးဖို့ဖိတ်ခေါ်ပါတယ်